မင်းကလေးဟာသူမရဲ့ပေါင်ပေါ်မှာထူးဆန်းတဲ့အညိုမဲကွက်တစ်ခုပြန့်နှံ့လာတာကိုတွေ့လိုက်ရတဲ့အခါထိတ်လန့်တုန်လှုပ်သွားခဲ့ပါတယ်။ပူဆိုးတာကသူမအိပ်ယာနိုးလာတိုင်းအဲ့ဒီတန်းရဖြစ်နေတဲ့နေရာကနေငါးအကြီးခုံလိုအကြီးခုံပုံလေးတွေကွာကျနေတတ်တာပါပဲ။ဒါပေမဲ့အဲ့ဒါကအကြောက်ရဆုံးပိုင်းမဟုတ်သေးပါဘူး။သူမရဲ့အရေးပြားပေါ်မှာငါးရီရဲ့ပတ်ဟန်လိုအကြောင်းလေးတွေဖြစ်ပေါ်လာတာကိုသတိပြုမိတဲ့အခါမှာတော့သူမဆေးရုံကိုအပြေးလွှားသွားခဲ့ပါတော့တယ်။သူမဟာဆရာဝန်ကိုသူမရဲ့ကပ်နေတဲ့ခြေချောင်းလေးတွေကိုပြသခဲ့ပေမဲ့ဆရာဝန်ကတော့ဒါဟာဘာမှမဟုတ်ပါဘူးဆိုပြီးလျှို့ရှုခဲ့ပါတယ်။ဒါပေမဲ့သူကြောခိုင်းလိုက်တာနဲ့တပြိုင်နက်ဆရာဝန်ဟာအထက်လူကြီးတွေကိုသတင်းပို့ဖို့အခန်းထဲကနေအမြန်ပြေးထွက်သွားခဲ့ပါတယ်။တက်ခွဲကန်းထဲကစမ်းသက်ခံတရဝါတကောင်လိုအဖမ်းခံရမှာကိုကြောက်ရွံ့ပြီးအန်နာဟာဆေးရုံကနေတက်နိုင်သမျှအမြန်ဆုံးထွက်ပြေးလာခဲ့ပါတော့တယ်။အိမ်ရောက်တဲ့အခါမှာလည်းသူမရဲ့အမေကိုအမှန်တိုင်းမပြောရဲခဲ့ပါဘူး။အန်နာလုံနိုင်တာဆိုလို့သူမရဲ့ကြောက်စိတ်ကိုထိန်းချုပ်ဖို့အတွက်စားရည်တွေကိုအငမ်းမရတောက်နေုံပါပဲ။ဒါပေမဲ့သူမရဲ့ခန္ဓာကိုယ်ပြောင်းလဲလာတာနဲ့အမျှရိုးရိုးစားရည်ကသူမအတွက်မလုံလောက်တော့ပါဘူး။သူမရဲ့ပင်ကိုယ်ပီစားစိတ်ကိုမတားဆီးနိုင်တော့ပဲငါးကန်ထဲကငါးရှင်တွေကိုစိုက်ကြည့်နေမိတဲ့အထိဖြစ်လာပါတယ်။အမေဖြစ်သူကဒါကိုချက်ချင်းရိပ်မိသွားတဲ့အခါအန်နာကကြောက်ကြောက်လန့်လန့်နဲ့ပဲငါးတွေကိုအိမ်သားထဲလောင်းချလိုက်တယ်လို့လိန်ပြောခဲ့ပါတယ်။အန်နာရဲ့နားမလည်နိုင်တဲ့အပြုအမူတွေကြောင့်စိတ်တူသွားတဲ့သူမအမေကအန်နာဘာကိုအားနဲ့ရိုက်ချလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအန်နာတယောက်လုံးဝကိုစိတ်တက်ကြပျက်စီးသွားခဲ့ရပါတယ်။တကယ်အမှန်တရားကတော့ဘသူကမှသူမကိုတကယ်မချစ်ခဲ့ကြတာပါပဲ။သူမရဲ့ခန္ဓာကိုယ်ကကြောက်စရာကောင်းတဲ့တရဝါဖြစ်ပြောင်းလဲနေတာကိုကြည့်ပြီးထိတ်လန့်နေရတဲ့ကြားကအဲ့ဒီညမှာပဲသူမဟာမိတ်ကပ်တွေအထက်ထက်လိမ့်ပြီးထိမ့်မနိုင်တိတ်မရဖြစ်နေတဲ့ပါတီတစ်ခုကိုသွားခဲ့ပါတယ်။သူမဟာလူမိုက်တစုရဲ့တိုက်ကျွေးမှုကိုခံယူပြီးမူးယစ်နေခဲ့တယ်လို့သူတို့ကသူမကိုတွန်းထိုးနှိပ်စက်နေတာကိုလည်းမတားဆီးခဲ့ပါဘူး။ကံကောင်းထောက်မစွာနဲ့ပဲသူမရဲ့တငယ်ချင်းအရင်ခောက်ကအချိန်မီလာခဲ့ပါတယ်။ဒါပေမဲ့သူမတငယ်ချင်းကသူမကိုအပြင်ထုတ်ဖို့ကြိုးစားချိန်မှာလူမိုက်တွေကလမ်းပိတ်ထားခဲ့ပါတယ်။အဲ့ဒီလိုရုံရင်ဆန်ခတ်ဖြစ်နေတော့လူမိုက်တစ်ယောက်ကအန်နာရဲ့ဘောင်းဘီကိုဆွဲချုပ်လိုက်ပါတယ်။နောက်တစ်စက္ကန့်မှာတော့လူတိုင်းမင်းတက်သွားကြပါတယ်။အန်နာရဲ့ခြေထောက်တစ်ပြင်းလုံးအကြီးကုန်တွေဖုံးလွှမ်းနေတာကိုမြင်လိုက်ရတဲ့အခါလူအုပ်ကြီးတစ်ခုလုံးယုံရှာထိတ်လန့်သွားကြပါတယ်။သူမရဲ့တငယ်ချင်းတောင်မှသူမနာကိုမကက်ရဲတော့လောက်အောင်ကြောက်လန့်နေခဲ့ပါတယ်။အန်နာဟာငူယူပြီးအိမ်ကိုပြေးပြန်လာခဲ့ပါတယ်။တုံတုံရီရီနဲ့ပဲဇာကနာတစ်ချောင်းကိုယူပြီးသူမခြေထောက်ကအကြီးကုန်တွေကိုတစ်ခုချင်းစီခွာထုတ်ခဲ့ပါတယ်။ဒီလိုရက်ဆက်တဲ့နီးလန်းနဲ့ဆိုရင်အသွင်ပြောင်းလဲမှုကိုနှေးကွေးသွားစေမယ်လို့သူမထင်ခဲ့တာပါ။ဒါပေမဲ့သူမသတိမထားမိလိုက်တာကသူမရဲ့ခြေထောက်နှစ်ဖက်ဟာတစ်ခုတည်းဖြစ်ပူကတ်သွားပြီဆိုတာပါပဲ။အန်နာသတိပြန်ဝင်လာတဲ့အခါမှာတော့သူမရဲ့ခြေထောက်တွေဟာကြီးမားတဲ့ငါးအမီကြီးတစ်ခုအဖြစ်ပြောင်းလဲသွားပါပြီ။သူမဟာအဲ့ဒီအမီကြီးကိုခါချဖို့အသေးအတန်ကြိုးစားခဲ့ပေမဲ့သူမရဲ့ကတ်ဆိုးမှုတွေလိုပဲအဲ့ဒီအမီကြီးကခွာမရအောင်တွဲကပ်နေခဲ့ပါတယ်။လွမြောက်ရလမ်းမရှိတော့တဲ့အတွက်အန်နာဟာလုံးဝကိုမျောလင်းချက်မဲ့သွားခဲ့ပါတယ်။ရေကိုအလွန်မင်းတောက်တနေတဲ့သူမရဲ့ခန္ဓာကိုယ်ကြောင့်ခွန်အားတွေအကုန်ကုန်ခန်းသွားပြီးရေပြည့်နေတဲ့ရေချိုးကန်ထဲမှာပဲခွေနေခဲ့ရပါတယ်။ရေထဲရောက်နေတဲ့အချိန်မှသာသူမဟာစိတ်အေးချမ်းမှုအနှဲငယ်ရခဲ့တာပါ။ဖြစ်နိုင်တာကသူမဟာလူလောကနဲ့မထိုက်တန်ခဲ့တာလည်းဖြစ်နိုင်ပါတယ်။ဒါနဲ့ပဲသူမဟာဖုန်းကိုကောက်ကင်ပြီးသူမရဲ့တငယ်ချင်းဂျီနာကိုအကြောင်းစုံပြောပြလိုက်ပါတယ်။ဂျီနာရောက်လာပြီးအန်နာရဲ့အခြေအနေကိုမြင်လိုက်ရတဲ့အခါဘာစကားမှမပြောနိုင်တော့အောင်အားတင်သွားခဲ့ပါတယ်။အန်နာလည်းစကားအများကြီးမပြောတော့ပါဘူး။သူမဟာဒီအခြေအနေကိုလက်ခံလိုက်ပုံရပါတယ်။သူတို့နှစ်ယောက်ဟာမှောင်မဲနေတဲ့ညနေတက်ကောင်မှာကားကိုတညလုံးမောင်းလာခဲ့ကြပြီးလူသူကင်းမဲ့တဲ့ကမ်းခြေတစ်ခုမှာရက်လိုက်ကြပါတယ်။အန်နာဟာနောက်ဆုံးအကြိမ်အနေနဲ့သူမရဲ့မိဘတွေကိုဖုန်းဆက်ပြီးနှုတ်ဆက်စကားပြောခဲ့ပါတယ်။ရင်ခွဲမတက်ခံစားရပေမဲ့သမုတ်တရားဟာသူမတကယ်ပိုင်ဆိုင်တဲ့နေရာဆိုတာကိုသူမသိနေပါတယ်။ဒါပေမဲ့သူမရေထဲကိုဆင်းလိုက်တဲ့အခိုက်အတန့်မှာပဲလုံးဝမျောလင်းမထားတဲ့အရာတစ်ခုဖြစ်ခဲ့ပါတော့တယ်